ဒီများကိုအလွယ်ကူဆုံးနဲ့အမှန်ကန်ဆုံးလိပြစားသုံးနည်းများ1ဖရဲသီးကိုထရှမ်းရှမ်းအလျားလိုက်နဲ့အနံလိုက်အကွင်းဖော်လိုက်ရင်မျက်နှာမှာအရည်ရီမပေတော့ပဲအတုံးလိုက်အလွယ်တကူစားသုံးနိုင်ပါပြီ2ဩဇာသီးအပေါ်ကအညာကိုအရင်ဆွဲထုတ်လေးစိမ့်စိတ်ပြီးအစိတွေကိုဓာတ်နဲ့ရှစ်ထုတ်ပါပြီးရင်အသားကိုတီးတန့်လိထုတ်ပြီးစားသုံးနိုင်ပါတယ်3တရက်သီးဘေးကနေအသားကိုခက်ဟဟလေးလိထုတ်ပြီးဇုံးနဲ့ခေါ်စားပါဒါဆိုရင်တက်လည်းမပေတယ်လို့တတ်ရှင်းစားလို့ရပါတယ်4လက်ရှိသီးအလေးကအမြောင်အကြောင်းလေးအတိုင်းလက်နဲ့ဖိညစ်လိုက်ရင်အခုံကအလွယ်တကူခွာကြလာမှာပါလက်သေးလေးမနာတော့ဘူးပေါ့5တမယာသီးတမယာကွင်းလေးကိုတူတူစုံကြားညှက်ပြီးလင်းချလိုက်ရင်အရည်တွေအကုန်စင်ထွက်လာပါလိမ့်မယ်ရှောက်တခွားမွေးအလေးကအစိတွေကိုဖဲဘေးနှစ်ဖက်ကအခွန်ကိုခွာထုတ်ပြီးအကွက်လေးတွေလိဖြတ်လိုက်ရင်ဧည့်သည်ဧကန်ဖို့အတွက်အတော်ပါပဲခွန်လိမ္မော်သီးဖိနှစ်ဖက်ကိုလှိထုတ်အလေးကနေတဝက်ထိခွဲပြီးခန့်လိုက်ရင်အမွာလိုက်လေးတွေအလွယ်တကူစားနိုင်ပါပြီ8ငကမောက်သီးကိုတရှမ်းရှမ်းအထိတ်ကအသားကိုအကွက်လေးတွေဖော်ပြီးဘေးဖက်ပတ်လေကိုဓာတ်နဲ့ဝိုက်လေးပေးလိုက်ရင်စားဖို့အသင့်ပါပဲ9ကျွဲကောသီးအခွန်ကိုပပလေးအရင်လီအလေးကနေတရှမ်းခွဲပြီးခန့်လိုက်ရင်အမွာလေးတွေကိုအလွယ်တကူခွာယူနိုင်ပါတယ်10ကီဝီသီးထိတ်နှစ်ဖက်ကိုလီဇိုးတစ်ချောင်းကိုအခွန်နဲ့အသားကြားထဲထည့်ပြီးတစ်ဖက်လှည့်လိုက်ရင်အသားလုံးလေးအတိုင်းထွက်လာပါလိမ့်မယ်17နနက်သီးထိတ်နဲ့အောက်ရှည်ကိုလီတဝက်ရှမ်းပြီးအခွန်ပေါ်ကအကွက်လေးတွေအတိုင်းလျားလိုက်အနံလိုက်တီးလိုက်ရင်လက်နဲ့ဆွဲယုံနဲ့စားလို့ရပါပြီ12တလဲသီးအပေါ်ကနေလေးတောင်ပုံစံလိပြီးအဖုံးကိုဖွင့်အမွာအကြောင်းလေးတွေအတိုင်းဓာတ်နဲ့ခွဲပြီးဇုံးနဲ့ခောက်ချလိုက်ရင်အစိတွေအကုန်ကျွေးကြပါလိမ့်မယ်73အုံးသီးပီကီကိုအရှင်လေးလုပ်ပြီးအုံးသီးခွန်ပေါ်တင်ထားပါခဏကြာလို့ပီကီမာသွားရင်အုံးသီးကိုအဲ့အရှင်ပေါ်ပြောင်းပြန်ဆိုင်ချလိုက်ယူနဲ့အပေါက်လေးဖြစ်သွားပါလိမ့်မယ်မဟုတ်တုဒရစီမဲ့နီလန်ကောင်းလေးတွေထက်တိရဖို့ကျွန်တော်ကို follow လုပ်ကြဖို့မမေ့နဲ့အောင်နော်ကျက်တုံပြူငရုတ်သီးစော့ငရုတ်သီးနဲ့ကျက်တုံပြူကိုညအောင်အစင်းစင်းဆင်းတာပါစက်နဲ့ကြိတ်တာဟဲ့လက်နဲ့ဆင်းတာကပိုရတာရှိစေပါတယ်ဒဲဦးရဲစီထက်ပြီးကျက်တုံမိတ်ဒနမင်နဲ့ကျက်တုံနီတို့ကိုအညိုရောင်တန်းတည်းအထိအေးအေးစီကြော်ပါမနဲ့မွေးတယ်လည်းအဖက်များကိုဆဲထိုးလိုက်ပါပထမဦးစွာဆင်းထားသောကျက်တုံပြူတစ်ဝက်ကိုဦးရဲထည့်ပြီးရှီဝါရောင်တန်းတည်းအထိမီးဖြစ်ကြော်ပါထို့နောက်ကြန့်ရှိနေသောကျက်တုံပြူတစ်ဝက်နဲ့ဆင်းထားသောငရုတ်သီးများကိုထည့်ပါပင်ကပိရေခရုစီစားချက်သားမုံတကြားနဲ့အရက်ဖြူတစုံတို့ကိုထည့်ပါမီးဖြစ်မှွေပြီးငရုတ်သီးတဲ့ရှိရည်တဲ့များကုန်ခန်းတည်းအထိရှက်ပေးပါဒီလိုရှက်မှသာမိုးမတက်ပဲကြာရှည်အထားခံမှာဖြစ်ပါတယ်ဒီစော့ကထမင်းနဲ့နေစားစားခောက်ဆွဲတဲ့ထဲစားစားအရန်ကိုလိုက်ဖက်တဲ့စော်မှုဖြစ်ပါတယ်ခင်ဗျာနေ့စဉ်ရှက်ပြုတ်နီးဗီဒီယိုလေးတွေကိုတင်ပေးသားမှာဖြစ်လို့ဖေးလေးကို follow လုပ်ပေးကြရပါအောင်ခင်ဗျာ